Wi-Fi နဲ့ပဲ33 CCTV နဲ့ပဲ33 9နိုင်ရနေ10နိုင်ဝန်းကျင်ထိအသုံးခံတဲ့ WGB Mini UPSဒီကောင်လေးမှာ USB port ပါတဲ့အပြင်မှာဒီ9 volt နဲ့12 volt ပါတစ်ခါလေးပါတဲ့အတွက်ကြောင့်မလို့ကိုလူတို့ကဒီ Wi-Fi နဲ့ပဲ33 CCTV နဲ့ပဲ33အားလုံးဆင်ပြေတယ်တကယ်လို့ကိုကဒီ Wi-Fi နဲ့တွဲသုံးနေတယ်ဆိုရင်ဒီ12 volt ပေါ့မှာတစ်ခါလေးဒီ Wi-Fi နဲ့တက်ပြီးတော့သုံးလိုက် Wi-Fi မှာသုံးလို့ရမယ်အဲ့ဒါကိုမှမကျင်တဲ့သေးဘူး CCTV နဲ့တွဲသုံးနေတယ်ဆိုလဲသူ့မှာ USB port ပါတဲ့ကြောင့်မလို့ဘာမှခဲမို့ဗျာUSB port မှာဒီ CCTV ကြိုးလေးတက်ပြီးတော့သုံးလိုက်ရုံပဲတော်တော်လေးကိုအဆင်ပြေရဗျာတကယ်လို့ကိုကဒီအရေးပေါ်ဖုန်းတွေပါတယ်အားသွင်းဖို့လိုလာပြီဆိုလဲဘာမှအထွေထူးစိတ်ပူစရာမလိုဘူးသူ့မှာ USB port ပါတဲ့အတွက်ကြောင့်မလို့ဒီစေးပဲ USB port လေးကိုထည့်ဖုန်းလေးအားသွင်းလိုက်အောင်ပဲဘယ်တော့ကောင်းလာလဲဗျာပြီးွားရင်ဒီကောင်လေးရဲ့ site ကလေတိတိကျကျလေးဗျာတိတိကျကျလေးဖြစ်တဲ့အတွက်ကြောင့်မို့ကိုကဒီသွားလိုက်ရနေရကိုအလွယ်တကူတည်သွားလို့ရတယ်ဒီဘက်ထရီပမာဏအနေနဲ့ကလည်းသူ့မှာ1400 mAh တောင်ပါတဲ့အတွက်ကြောင့်မလို့ကိုလူတို့ကဒီ Wi-Fi နဲ့ပဲ33 CCTV နဲ့ပဲ33 9နိုင်ရနေ10နိုင်ဝန်းကျင်ထိ AC အသုံးခံတယ်စိတ်ပါရင်နှစ်ခုလုံးတစ်ခါတည်းတွဲသုံးလို့ရတယ်ဒါပေမဲ့နှစ်ခုလုံးတွဲသုံးလိုက်မယ်ဆိုရင်တော့ဘက်ထရီပမာဏတော့နည်းနည်းလေးတော့လျော့သွားလိမ့်မယ်ကြာချိန်နည်းနည်းလေးနည်းသွားလိမ့်မယ်ပေါ့ဗျာဟောဒါနဲ့ running ကလည်း6လထိတောင်ပါသေးရနော်ကဲစိတ်ဝင်စားရဆိုရင်ကျွန်တော်တို့ရဲ့ X-ray မှာအခုချက်ချင်းလာပြီးတော့ဝယ်လိုက်တော့နော်တကယ်လို့လူကိုယ်တိုင်လာမဝယ်ခြင်းဘူး online ပေါ်မှာမှားနေတယ်ဆိုလဲရှားရနော်